အားလုံးမင်္ဂလာပါမင်းတို့ River Rose မန်လေးကနေကြိုဆိုလိုက်ပါတယ်နော်ဒီနေ့အဖြူရနိုင်တာလေးပြပေးသွားမယ်စင်တစ်လေးပါမများဘူးနော်ဒါလေးကချီပေါ်ချီဖောက်လေးပါရှင်အားလုံးချက်ပြီးသားအသားတွေပါနော်တကိုက်တုံးမဲ့အနံ့တွေပါတကိုက်ကို2200ပါဒါလေးကြိုက်ရင်နံပါတ်1 screenshot နဲ့စီပေးလာပြီနော်နံပါတ်1အစင်လေးပါရလာခုဒါလေးကတော့နံပါတ်2လို့ပဲမှတ်လိုက်မယ်နော်နင်းစီအစင်လေးပါသူလဲလာတယ်ကြိုက်ရင်မများတော့ပါဘူးရှင့် screenshot နဲ့လာပြီနော်နင်းစီလေးပါဒါလေးကနံပါတ်3အစင်လေးပါအနှုတ်ကြိုက်တဲ့သူအတွက်ဒါလေးအဆင်ပြေတယ်နှုတ်ကလေးချစ်စရာလေးနော်ဒါလေးကတော့နံပါတ်4ပါအကွက်စင်လေးတော့ကြတော့ ready made လေးချော့ရင်လာတယ်နော်ချီပါရှင်တကိုက်သုံးမဲ့အနံ့နော်ဒါလေးလည်းချစ်စရာလေးအကွက်သေးလေးတော့ကြတော့နံပါတ်5ပါနော် screenshot နဲ့လာပြီးပါဖြူတွေပါဟိုဒီအပွင့်လေးလဲလာတယ်နော်အားလုံး60ပါဒါလေးနံပါတ်6ပါနော်ကြိုက်ရင် screenshot နဲ့စီဗီလာပြီးပါအဖြူလေးပါတကိုက်သုံးမဲ့အနံ့နေနော်တကိုက်ကို2200ပါရှင်ဆိုင်မှာလဲလာရောက်ကြည့်ရှုဝယ်ယူအားပေးလို့ရပါနော်29လမ်း88နှစ်ကျန်းမန္တလေးပါရှင်Viber ဖုန်းနံပါတ်လေးကတော့983 8393ပါနော်ဆက်သွယ်မှယူလို့ရပါတယ်ရှင်ကျေးဇူးပါ